Hello, hello, Mingala Vashin. Chule did Vanessa Soma, Chule, Walla Lusu, Taya Loni, me planly down the Piazumare. Chule, oh, Machoani, oh, wait a lavi, so we ching obono, Tami Bousley, Pubida, Pipare, Dini Sara Solushi, Liam Yao Shibabi, Liam Yao Mada, the Didiane, Yaitara Pipare. မနက်စောစောချပြီးရေနွေးလေးနဲ့ဒါလေးရလည်းတောက်ပြီးသွားပြီဆိုတော့အခု morning breakfast ကို number 1ပေါ့နော် number 1ကို morning breakfast ကိုစားပါတော့မယ်အဲ့တော့3ခုစားပြီးသွားပါပြီနှစ်ခုပဲကြာမှာတော့ဒီနေ့ကတော့sandwich ဖြစ်ပါတယ်တူနာဖြစ်မယ်တူနာ sandwich လေးပါစားကောင်းတယ်ပြီးတော့ carrot juice တောက်မယ်အရင်တောက်လို့ကောင်းတယ်အရင်စားလို့ကောင်းတယ်ဒါ number 1ပေါ့နော်ဒီနေ့အရင်ကြိုက်နေတဲ့ menu ကဟောဒီမှာ number 2နေ့လေစား12နာရီ10နာရီနဲ့12နာရီကြားကိုစားတင်တာပေါ့နော်အရင်ကြိုက်တာပဲဘာလို့လဲဆိုတော့မီးပလန်နေထဲမှာစက်သားကြတော့ဝါအာညောင်းတယ်လို့ခံစားရတယ်ငါဆိုရင်အရင်ကောင်းချက်ချင်းကုန် proper နဲ့ကုန်ကဒါဆိုလို့ရှိရင်ဥနီရယ်ငါးရယ်ကညွတ်ရယ် grade ထားတာပေါ့နော်အားကြိုက်တဲ့ menu လေးဖြစ်ပါတယ်အရင်မိန်နေမှာပဲနေခင်းကြရင်တော့ပြီးသွားလို့ရှိရင်တော့ number 3ကတော့2နာရီနဲ့3နာရီဆိုချင်းမသွားခင်လေးမှာပေါ့နော်စားမှာပဲဖြစ်ပါတယ်ဒါလေးကတော့ပန်းသီးရယ်ဥနီရယ်စပစ်သီးရယ်ကိုသူကအဲ့လိုအတုပ်လိုမျိုးလေးလုပ်ပေးထားတာပေါ့နော်အချင်းမောင်းလေးလိုပါလိုနဲ့အရန်ကိုစိတ်ကိုလန်းဆန်းသွားမယ်ဆက်လက်လေးဖြစ်ပါတယ်ပြီးရင်ဒီကတော့ဘာအရေးလဲတော့မသိဘူးဒါကကြတော့ကျူလေးဒီဂျားထဲမှာဗိုက်ဆိုင်ပေါ့နော်ညဘက်ဖြစ်ညနေဖြစ်တောင်းမလို့ပေါ့နော်တပူးကြံသေးတယ်ညစာလေးကြိုက်ပါတယ်ညစာဒီမှာအဲ့တော့မာချိုသူ့ရဲ့ဟိုပါပေါ့ဘာခေါ်မလဲသူကိုယ်တိုင်ဖြောဆက်ထားတဲ့ dressing ပေါ့နော်ဒါတော့ဗာလဲစပစ်သီးဒီမှာအမိုနဲ့စက်သားလိတ်ထားလားဝက်သားလိတ်ထားလားတော့မသိဘူးဒါလေးကတော့စားကောင်းမဲ့ပုံလေးပဲဟိုလိုမျိုးကြီးမဟုတ်ဘူးကင်ထားတာလားဟိုစီမပါဘဲနဲ့လေအဲ့လိုမျိုးလေးပေါင်းထားတာလားပဲဒါလေးလည်းရမ်းစားကောင်းမှာပေါ့ညစာကိုတော့9နိုင်နဲ့6နိုင်ကြားမှာစားတင်တယ်6နိုင်နောက်ပိုင်းတော့ဘာမှမစားတင်တော့ဘူးပေါ့နော်အဲ့တော့ချူလေးကဓာတ်ရက်လောက်တာဒီနေ့က4ရက်မြောက်ပါ3ရက်ပြီးသွားတဲ့အချိန်မှာ4ပေါင်ကျပါတယ်ရှေ့4ပေါင်တီတီကျသွားပါပြီဆိုတော့ကိုကကိုလိုချင်တဲ့ဝိတ်လည်းရပြီဆိုတော့ဂျင်လေးနဲ့ပေါ့နော်ထပ်ပြီးတော့ထိန်းထားမယ်ပေါ့နော်မီးဘောက်စ်ကတော့3ရက်နဲ့4ပေါင်တော့ကျပါတယ်ရှေ့စားနေတဲ့အချိန်မှာတော့ရမ်းစားလို့ကောင်းတဲ့ရက်လည်းရှိသလိုပေါ့နော်ကိုဒီတခြားအစားအစာတွေကိုစားကြတယ်ဆိုတဲ့စိတ်မျိုးလည်းတစ်ခါတလေကြာရင်ရတယ်ပေါ့ဒါပေမဲ့လည်းအဲ့ဒါကိုတောက်ခံလိုက်တဲ့အခါကျတော့4ရက်မြောက်တဲ့နေ့မှာပြုံးပျော်လန်းဆန်းပြီးတော့အရန်နေလို့ကောင်းသွားမှာပါရှင်တတာ